ကဲအားလုံးပဲမင်္ဂလာပါတူဒီကိုမင်းလေး YouTube channel လေးအားလုံးကြိုဆိုလိုက်ပါဗျာကဲအားလုံးပဲဝင်လာပြီနော်မနေ့ကနော်ညနေပိုင်းမှာမေကနန်တစ်ပူနဲ့အောင်မြင်မှုရရှိရဖြစ်ပါတယ်နော်3-1-3အဖွေဘူးပါဝင်ကနန်တပူနဲ့ကျွန်တော်မိတ်ဆွေအားလုံးပဲအောင်မြင်မှုရရှိရဖြစ်ပါတယ်နော်ကတ်ဒီနေ့15ရက်နေ့တနေ့ကုန်စာအတွက်နော်ကြာလာပြီတနေ့ကုန်စာအတွက်ကိုအားလုံးပဲဝင်ယူမယ်နော်3456အခွေအပူပါနော်3435364546ပါနော်33445566ဒါတော့ရှယ်မရှိအခွေနေတိုက်ခွေပါနော်ကဲအားလုံးပဲလက်မလေးနှိပ်ပြီးတော့ဝင်လာတဲ့နော်ရှယ်မှုရှယ်မြင်လာလေးနဲ့အပေးဝင်ရပြီးတော့ဒါမှလည်းအများမြင့်အများတွေ့အများပေါ့ဖြစ်ပါတယ်နော်ကျွန်တော်အပေးဝင်ရနေကြတယ်ကျွန်တော်အကူကြီးမကြီးအားလုံးပဲတုံးကြောင်မကြောင်ရှယ်တစ်ချက်လိုက်ဆက်တင်ကူညီပြီးသွားနော်ရှယ်မှုရှယ်မြင်လာလေးနဲ့အပေးသွားဒါမှလည်းအခြားတော့သူကူညီရရောက်မှာဖြစ်ပါတယ်နော်ကဲအားလုံးပဲနော်15ရက်နေ့တနေ့ကုန်စာအတွက်ကြာလာပြီနေ့15ရက်နေ့တနေ့ကုန်စာအတွက်ကိုဝင်ယူမယ်3456အခွေအပူပါ3435364546ပါနော်33445566အင်္ဂါဗုဒ္ဓဘူး2ရက်မှာ2ကြိမ်အောင်မြင်ခဲ့ပြီမွေးကနက်တစ်ကြိမ်ထွက်တယ်နေ့လိုက်တစ်ကြိမ်ထွက်တယ်ဟုတ်ပြီနော်ဒီကြာလာပြီနဲ့တောက်ကြနေမှာထပ်ပြီးတော့နော်အောင်မြင်မှုထပ်ပြီးရရှိမယ်နော်ဒါကြောင့်မိတ်ဆွေအားလုံးပဲမဖြစ်မနေဝင်ယူပါကဲနော်အပူတွေစက်တိုက်ထွက်နေရဗျနော်ပထမနေ့ကနော်အင်္ဂါနေ့အခွင့်နေ့ပေါ့ဗျာအင်္ဂါနေ့အခွင့်နေ့မှာညနေပိုင်းမှာ6ဘူးဆိုပြီးတော့အောင်မြင်မှုရရှိရဗုဒ္ဓဘူးနေ့ညနေပိုင်းမှာ1ဘူးဆိုအောင်မြင်မှုရရှိရနော်အပူတွေစက်တိုက်ထွက်နေတယ်ကျွန်တော်ခဏပြောဦးပါနော်ဖောင်းမိတရဲ့အပူထွက်လို့နော်ဖောင်းမိတရဲ့ရှိတိုင်းအပူအမြဲထွက်ပါတယ်နော်မထွက်တဲ့အပတ်ဆိုတော့ရှားပါတယ်နော်4ချိန်လောက်5ချိန်လောက်ရှိရင်တစ်ချိန်လောက်ပဲမထွက်တာပါနော်ဒါကြောင့်မို့ဒီနေ့15ရက်နေ့တနေ့ကုန်စာတော့ကိုအလုံးမဲ့မဖြစ်မနေဝင်ယူပါ3456အခွေအပူပါ3435364546ပါဒါကတော့ပုံမှန်ရှယ်မရှယ်နေတိုက်အခွေပါနော်33445566ဝေကနတော့အောင်မြင်သွားပြီနော်ဝေကနလိုက်ပြီးတော့ထိုးရသူတွေရမယ်အခွေတော့မရဘူးဗျာနော်ဝေကနလိုက်ထိုးနေတဲ့သူတွေရတယ်ကျွန်တော်မနေ့ရတဲ့ဟိုတနေ့ကအင်္ဂါနေ့ရကျွန်တော်ပြောထားပါတယ်နော်မွေးကနကိုလိုက်ပြီးထိုးပါဒီဘက်ဆော့ဆော့ထွက်ပါမယ်လို့နော်ကျွန်တော်ဆော့ဆော့အောင်မြင်အောင်ကျွန်တော်လှုပ်ဆောင်ပေးထားရနော်ကဲမိတ်ဆွေအားလုံးပါနော်စပင်ရှော်လေးတွေရိုက်ပြီးယူပေးတာကျွန်တော်အပေးဝင်ရနေတဲ့ကိုမလေးကျွန်တော်မျိုးဆွေတွေအားလုံးပဲကျွန်တော်အပေးတော့အဖြစ်ရှယ်မှုရှယ်ရနေတာလေးနဲ့အပေးတော့နော်ကဲအားလုံးပဲကျွန်တော်ကျေးဇူးအပေးတယောက်ချင်းနေတဲ့ကိုလည်းထူပဲကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲအောင်မြင်မှုရကြပါစေအားလုံးပဲစင်ပြေကြပါစေလို့ဆုမွန်တောင်းပေးနေကျွန်တော် line လေးကိုဒီမှာပဲဆုံးသက်လိုက်ပါဗျာ